အားလုံးပဲမင်္ဂလာပါလက်စစ်မှာအမျိုးအစားအနေနဲ့ပြောရမှာဆိုတော့ AC နဲ့ DC ဆိုပြီးတော့အမျိုးအစားနှစ်မျိုးရှိပါတယ် AC ဆိုတာကတော့ alternating current ဖြစ်ပြီးတော့အသွားပြန်စီးဆင်းတဲ့ current အမျိုးအစားလက်စစ်အမျိုးအစားဖြစ်ပါတယ်ကျွန်တော်တို့ US မှာဆိုတော့သူ့ကို60 Hz အနေနဲ့အသုံးပြုပါတယ်။ငွေတာအပြင်ကျွန်တော်တို့ AC ကိုဒီ line ပုံစံတွေနဲ့အသုံးပြုတာဖြစ်ပါတယ်။ DC ဆိုတာတော့ direct current ဖြစ်ပြီးတော့လက်စစ်ကဖက်တဲ့စီးဆင်းတဲ့သဘောပါ။ transmission distribution နဲ့ကျွန်တော်တို့အိမ်တွေမှာသုံးတဲ့လက်စစ်အမျိုးအစားကတော့ AC လက်စစ်အမျိုးအစားဖြစ်ပြီးတော့ဒီ power plant ကနေပြီးတော့ထုတ်လုပ်တာဖြစ်ပါတယ်။ battery တွေဒီ solar power တွေကဒါ DC power တွေဖြစ်ပါတယ်။ AC နဲ့ DC ကိုဘယ်လိုပြောင်းလဲပြီးတော့အသုံးပြုလဲဆိုတာကိုဥပမာအဖြစ်ပြောရမယ်ဆိုရင်တော့ rectifier ကိုအသုံးပြုကြပါတယ်။လက်စစ်က charging လုပ်ပေးတဲ့ဒီ charger တွေက AC ကနေပြီးတော့ DC ကိုပြောင်းပေးတဲ့ပစ္စည်းကိရိယာတစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့ DC ကနေပြီးတော့ AC ကိုပြန်လဲပြောင်းလဲပေးတဲ့ပစ္စည်းကိုကြတော့ inverter လို့ခေါ်ပါတယ်။ဥပမာအဖြစ်ဒီကောင်မိုးပေါ်မှာရှိတဲ့ solar ပြားနေပြီးတော့ DC ကိုထုတ်လုပ်ပေးတာဖြစ်ပါတယ်။အဲ့ဒီ DC ကနေပြီးတော့ inverter ကိုအသုံးပြုပြီးတော့ကျွန်တော်တို့အိမ်ထဲမှာသုံးနေတဲ့မီးတွေဒီ plug box တွေကို AC အနေနဲ့ပြန်လဲပြီးတော့ပြောင်းလဲပေးပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။